ဒီနေ့မှာတော့ KTM မှာနဲ့စမ်းချောင်းနိုင်မှာကကိုသွားလဲမှာဖြစ်ပါတယ်စမ်းချောင်းနိုင်မှာကကတော့သူ့ရဲ့အတိုင်းပဲပေါ့နော်ညဘက်သွားရင်တော့ပို့ပြီးလာပါတယ်KTတို့ရင်တော့နေကင်းဘက်သွားဖို့ပဲပေါ့နော်နေကင်းဘက်ဆိုရင်ဆိုင်ရသိပြီးမဆုံးဘူးပေါ့နော်ပြီးရင်တော့စမ်းချောင်းနိုင်မှာကပိတ်ရမရှိဘူးပေါ့နော်ဆက်ဆောင်ဆုံးဝင်ချင်းမှာဆိုရင်ဒီလိုပေါ့နော်စမ်းချောင်းလေးဆိုပြီးတော့ Christmas tree ပေါ့နော်အကြီးရှိပါတယ်အပြစ်မှာဆိုအရန်လာတယ်စမ်းချောင်းနိုင်မှာကတော့တော်တော်များများတော့သွားဖို့ကြမှာပေါ့နော်ဒါရင်းနေမယ်ကြီးနေရဆိုတော့လေဒီထဲမှာဆိုရင်တို့ပန်းလေးတွေရောင်းတာရလဲရှိရပေါ့နော်KTM မှာလည်း KTM ပဲလေးတစ်ဖြတ်ပါရေမွေးလေးလည်းရှိတယ်လို့အင်ဂျီလေးလည်းရှိရနော်ဆိုင်နေတော့တော်တော်ဆုံးတယ်KTတို့နေကင်းပတ်လာရင်တော့ဆိုင်သိမ့်မဆုံးဘူးKTတို့နေဟိုးချီတီကြီးနေပေါ့နော်ဆိုင်လေးရတော့အရင်များပြီးတော့လေညဘက်ဆိုရင်တော့လူကတအားများတော့KTတို့သွားတာနည်းနည်းလေးနောက်ကျသွားတော့ပေါ့နော်ထိုင်စရာနေရာတော့မရခဲ့ပါဘူးဒီဘက်မှာဆိုရင်ပြီးရလဲရတယ်ပေါ့နော်ဒီဘက်မှာဆိုရင်လုံးဝလူတွေအပြည့်ပဲပြီးရင်တော့ဒီလိုမျိုးကုန်လေးတွေရှိပါတယ်ကိုစားစင်နာဝယ်ပြီးတော့ဒီလိုထိုင်စားလို့ရပါတယ်လူတွေကတော့မြင်းတဲ့တိုင်းပဲပေါ့နော်ညချုပ်လေးပို့ပြီးတော့စီလာလေးပါပဲKTကတော့နေရာလည်းမရစားစရာရတဲ့အစုံပါစားမယ်လည်းမသိဘူးဆိုတော့အေးလေးပဲတောက်လိုက်တယ်ပေါ့နော်ဆိုင်ကတီကတော့အသီးဖြောဆိုတော့တော်ရတော့တောက်လို့ကောင်းပါတယ်ရင်းနှီးအေးသွားပဲကဲပြီးရင်တော့KTတို့ဝယ်ပြီးပြီဆိုရင်တော့မပတ်သေးတဲ့အထမ်းလေးတွေတော့ပတ်မယ်ပေါ့နော်ဒီဆိုင်မှာဆိုရင်ရုပ်ကလေးတွေတော်တော်ဆုံးတယ်နော်ဒီဆိုင်လေးမှာဆိုရင်တော့ scrap ပန်းနိုင်ပါလေရှိရပေါ့နော်ကဲပတ်တာလေးခွာထားပြီးဆိုတော့အားလုံးပဲတက်တာ